ဒီကိုရီးယားလုံးမဲ့မင်္ဂလာပဲဗျာနော်ကျွန်တော်မနေ့ကဆိုလို့ရှိရင်ချန်ပီယံလိပွဲတွေပြန်စတဲ့တဲကနေကျွန်တော်ဒါ3ပွဲရွေးထုတ်ပေးခဲ့တယ်ဒီ3ပွဲထဲမှာကျွန်တော်ချက်စီပွဲကိုဂိုးပေါင်းရခဲ့တယ်ဘော်ဒီတော့မရဘူးရီရဲ့ပွဲကတော့မရဘူးဒါပေမဲ့ကျွန်တော်ဘိုင်ယန်ပွဲကိုတော့ကျွန်တော်ဒါဂိုးပေါင်းရခဲ့တယ်ဗျာနော်ဒါနှစ်ပွဲဂိုးပေါင်းရခဲ့တယ်အဲ့တော့ဒီနေ့မှလည်းပွဲရတော့တိတ်ပြီးတော့အများကြီးတော့မရှိဘူးဒါပေမဲ့ယူပါလီတော့ရှိရဗျာနော်ယူပါလီတွေကမှကျွန်တော်ကြိုက်တဲ့ပွဲနှစ်ပွဲလောက်ကိုကျွန်တော်ရွေးထုတ်ပေးမယ်channel ပွဲတွေတော့ကျွန်တော်ဒါမောင်းကတ်တို့တပွဲကောင်းလို့ဖြစ်နေကျွန်တော် channel ထဲမှာပဲတင်ပေးရဗျာနော် channel လေးပဲလာရောက် join ကြပါအောင်လို့ဖိတ်ခေါ်တယ်ဒီနေ့ပထမဆုံးအနေနဲ့ကျွန်တော်ဒါနှစ်ပွဲရွေးချယ်ပေးထားတယ်ဒါ Aston Villa နဲ့ဒါ Seven ရဲ့ပွဲကိုသုံးသပ်ပေးမယ်ဗျာနော်လက်ရှိကျွန်တော်ဒါဒီနေ့မနက်အစောပိုင်းဈေးတန်းဒီ Aston Villa ဒီတစ်လုံးကိုတဝက်လောက်ထိကျွန်တော်ရှုံးပြီးတော့နော်ဒါ body ကြီးကတစ်လုံးတဝက်လောက်ထိရှုံးပြီးတော့ဂိုးပေါင်းက3လုံးတည်ရည်နဲ့စထားတယ်ဗျာနော်လက်ရှိဇယားရဆိုလို့ရှိရင်လည်းเนาะလက်ရှိ table ရဆိုရင် Europa League မှာဆိုရင် Aston Villa ဒီဒါအဆင့်1မှာရှိတယ်ဒီဘက်ရှုံးရင်တော့မှာเนาะဒါ Europa League ကို AACC နဲ့တက်လှမ်းနိုင်တဲ့အနေအထားမျိုးရှိတယ်ဆဲဘက်ကတော့ကျွန်တော်တို့ဒါဒီဘက်နိုင်ရင်တော့မှမကျင်းသေးဘူးကျွန်တော်ဒါ play off ပြန်ကန်ဖို့အတွက်မကျင်းသေးဘူးအဲ့တော့ဆဲဘက်ဒီဒါတော်တော်လေးကိုပြင်ဆင်ပြီးတော့เนาะ Aston Villa ကိုပြင်ဆင်ပြီးတော့အနိုင်ရအောင်လို့တော်တော်ရုန်းကန်ပြီးတော့ပွဲထွက်လာဖို့များတယ်အဲ့တော့ဒီနေ့ရသည်ကျွန်တော် Aston Villa ရဲ့เนาะဒါ Europa League အိမ်ကွင်းအဝေးကွင်းဆန်းဆောင်ရည်ကြည့်မယ်ဆိုလို့ရှိရင် Aston Villa ဒီ Europa League မှာဆိုရင်အိမ်ကွင်းရောအဝေးကွင်းရောကောင်းနေတဲ့မှာပါတယ်ပြီးလို့ရှိရင်တိုင်ဘက်အသင်းတွေကိုတော့ဒါ2ဂိုးလောက်ထိတော့ပြတ်ပြီးတော့နိုင်ခဲ့တာတော့မရှိသေးဘူးဗျာเนาะအနည်းဆုံးဒါ1-2-2-1เนาะ1-0 ID လောက်နဲ့ပဲဒါနိုင်ခဲ့တာများတယ်ဂိုးပေါင်းကလည်း3လုံးတည်ရည်ဖြစ်တယ်ဗျာเนาะအဲ့တော့7အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်7ကဒါ Europa League မှာဆိုလို့ရှိရင်တိတ်ပြီးတော့ခြေဆန်းကောင်းတဲ့ထဲမှာမပါဘူးเนาะဒါတော်တော်များများအသင်းတွေကိုရှုံးထားတယ်ဒါပေမဲ့သူဆက်ဘက်ကဒါယူပါလီမှာရှုံးပွဲတွေများတယ်ဆိုပေမဲ့ဒါပေမဲ့ဂိုးပြက်ရှုံးနေထားတာတော့ရှားရတယ်ဗျာเนาะအဲ့တော့ဒီနေ့ပွဲကကျွန်တော်ဗီလာပေးထားတဲ့ဈေးတန်းဒီနှလုံးသွင်းမှာကျွန်တော်တို့ဒါစားမယ်ဈေးတန်းမျိုးဖြစ်တဲ့ကြောင့်ကျွန်တော်ဒီနေ့ပွဲမှာ body ကိုတော့ကျွန်တော်7 body ကိုကျွန်တော်ရွေးတယ်ဂိုးပေါင်းကတော့3လုံးတည်ရဆိုတော့เนาะဒါ7အနေနဲ့အသေးအတန်ယုံပြီးလိုက်ကန်မယ်လို့လည်းမြင်တယ်ဗျเนาะဗီလာကတော့နိုင်ုံလောက်နဲ့ကတ်ဆော့သွားဖို့များတယ်အဲ့တော့ဂိုးပေါင်းအောက်နိုင်ကြီးလည်းများသလိုเนาะဂိုးပေါင်းနိုင်ကြီးလည်းများတယ်ဗျเนาะ3လုံးတည်ရဆိုတော့ဘယ်လိုပဲဖြစ်ကျွန်တော်တို့အနည်းဆုံး1-2တစ်ပေါက်လောက်တော့မှန်းတယ်1-2-2-1တစ်ပေါက်လောက်တော့ကျွန်တော်မှန်းတယ်ဗျเนาะအဲ့တော့ကျွန်တော်ဂိုးပေါင်းအပေါ်3လုံးတည်ရကိုပဲကျွန်တော်စွန့်စားခြင်းတယ်ဗျเนาะဒီနောက်ထပ်တစ်ပွဲကကျွန်တော်ဒါ line lee ပွဲဗျာเนาะဒါ line lee နဲ့ဒါ frying back ရဲ့ပွဲစဉ်ဖြစ်တယ်ဒါနှစ်သင်းလုံးရဲ့လက်ရှိကျွန်တော် Europa League table ဇယားရဆိုလို့ရှိရင်လည်းဒါ frying back ဒီဒါ1-3ထဲမှာရှိတယ်ဒီပွဲနိုင်ပြီဆိုလို့ရှိရင်ဒါ frying back ကလည်းခုန Aston Villa လိုပဲဗျာเนาะကျွန်တော်ဒါဒီပွဲကို AACC သေးလောက်နဲ့ထိန်းကန်ဝိုင်းရင်တော့မှသူက AACC ဒါတက်လှမ်းနိုင်မယ့်အနေအထားဖြစ်တယ်ကျွန်တော်ဒါ line lee ကတော့ကျွန်တော်ဒါ play off ကန်ဖို့များတယ်ဗျာเนาะဒီပွဲနိုင်ခဲ့မယ်ဆိုရင်တော့မှဒါ line lee အနေနဲ့เนาะဒါ play off ပြန်ကန်ရမယ်ပွဲplayer ပြန်ကန်ဖို့များတယ်အဲ့တော့ဒီမနေ့ပေးထားတဲ့ဈေးတန်းဒီ line lee အင်ရှင် line lee ကနေပြန်ပေါက်တယ်ဗျာနော်တရေကို85ပြားရှုံးဂိုးပေါင်းကကျွန်တော်နှလုံး95ပြားရှုံးတယ်เนาะဒါပေါက်ထားတယ်အဲ့တော့ဒီ line lee ကကျွန်တော်ဒါ Europa League မှာဆိုလို့ရှိရင်เนาะဒါအိမ်ကွင်းပိုင်းမှာဆိုလို့ရှိရင်ကောင်းတဲ့ထဲမှာပါတယ်အိမ်ကွင်းကောင်းတဲ့ထဲမှာပါတယ်เนาะဒါ Europa League မှာအိမ်ကွင်းကောင်းတဲ့ထဲမှာပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒါပွဲတော်များများလဲဂိုးပေါ်ထားတာများတယ်ဗျာနော်ရိုမာတို့ဘာတို့တော့မှဒါအဝေးကွင်းမှာ Europa League မှာနိုင်ထားတယ်ဗျာနော်frying back ကတော့ကျွန်တော်ဒါEuropa League မှာအိမ်ကွင်းရောအဝေးကွင်းရောဒါတော်တော်လေးကိုကစားပုံကောင်းတဲ့အသင်းဖြစ်တယ်ဗျာเนาะအဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်း line lee တရေ85ပြားရှုံးကဒီနေ့ပွဲမှာ line lee အနေနဲ့အများဆုံးကျွန်တော်စိတ်ထင်တော့တရေလောက်ပဲထိန်းကစားသွားဖို့များတယ်ဗျာเนาะဘာလို့လဲဆိုတော့ frying back ဒီဒါAC တက်ရောက်နေပြီဆိုတော့เนาะဒါအသိအပင်ပန်းခံမှာမဟုတ်တော့ဘူးတရေလောက်နေပဲထိန်းပြီးတော့ကစားသွားဖို့များတယ်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးကကျွန်တော်တို့ line lee ကနေပြန်ပေါက်ထားတာဆိုတော့ကျွန်တော်ကတော့ဒီနေ့ပွဲမှာကျွန်တော်တို့ frying back ကိုပဲကျွန်တော်ကြိုက်တယ်တရေလောက်ပဲကျွန်တော်မှန်းနေဗျာเนาะဂိုးပေါင်းကတော့နှလုံးကို65ပြားရှုံးဆိုတော့ဒီပွဲကfrying back ကအသာလေးထိန်းပြီးတော့ကစားသွားဖို့လည်းများတယ်လို့ line lee ကတော့စွတ်တိုက်မှာတော့ကျင်းတည်တယ်ဗျာเนาะဒါပေမဲ့ကျွန်တော်ကတော့နှလုံး65ပြားရှုံးတယ်ဂိုးပေါင်းအောက်ကိုကျွန်တော်ပိုကြိုက်တယ်ဗျာเนาะဒီနေ့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်ညီကိုတို့အကြိုက်တူမှဆော့ပါเนาะကျွန်တော်ဒါ Aston Villa ပွဲကိုကျွန်တော်ဒါ7 body ရဂိုးပေါင်းအပေါ်ရပေးတယ်ဒါ line lee ပွဲကိုတော့ကျွန်တော်ဒါ frying back body နဲ့ဂိုးပေါင်းအောက်ကိုပေးခဲ့တယ်ဗျာเนาะကျွန်တော်ဒါနှစ်ပွဲရွေးချယ်ပေးခဲ့တယ်ဒါကျန်တဲ့ပွဲတွေတော့ကျွန်တော်ဒါမောင်းကတ်တွေတပွဲကောင်းနေဖြစ် channel ထဲမှာတင်ပေးမယ်ဒါလိုချင်တဲ့ညီကိုတွေကကျွန်တော်ချပေးထားတယ်ဗျာเนาะဆက်သွယ်ရမယ့်ဟာလေးချပေးထားတယ်လာရောက် join ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ဗျာเนาะ